မိုးအတွက်ကလေထမင်းမြေမိုးအတွက်တာဟင်းငါးဟင်းနေမလို့တို့စီကအဆုံးရှိရင်ကိုရပြီအိမ်မှာဆိုရင်လေညတကောင်2နာရီ3နာရီထိုးတော့ကြာရင်လေဘိုက်ကလေဘာလို့စာမန်းကိုမသိတာအဲဒါကြောင့်ကိုတီလို့ညစာစားပြီးတော့ခွာစီမှာညကြရင်ဘိုက်ဆိုင်စားဖို့ဆိုပြီးတော့တို့စီကအစုံနဲ့ထမင်းလေးကြိုပြီးတော့ဝယ်လာခဲ့ပါတယ်ဟိုချုပ်တော့ဆိုင်နေရလဲအကုန်ပင်ငချောက်ဟင်းနည်းနည်းလေးတောင်ကန်ကောင်းလို့ရခဲ့ရဆိုတော့ဒီချက်မောင်ကျော်လေးနဲ့စားပါမယ်ဒီတစိတ်ကိုငပိတောင်တို့မြင့်ကျော်တော့စားဖို့လေအမြဲတမ်းစားဖြစ်တယ်ပေါ့နော်တော်ကြိုက်တော့အခုချက်မောင်ကျော်လေးတွေးလို့ဝယ်လာခဲ့ပါတယ်ဒီချက်မောင်ကျော်ကတော့အခုမှဆန်းစားဖို့မှာ तू ကတက်လို့ကွယ်အများကြီးပဲပို့ရှင်ရကြည့်လိုက်အောင်ပဲထမင်းစားချင်လို့ဆိုင်နေပိတ်ဝယ်စရာမရှိဘူးဆိုမို့ဒီထုတ်လေးအမြဲအိမ်မှာဆောင်ထားဖြစ်တယ်ကွယ်ရှေ့မှာတော့ပစုံကြောက်ကျော်တို့မြစ်ကျော်တို့ပဲဆောင်းတာတော့အခုတော့ချက်မောင်ကျော်လေးပါရပြီဆိုတော့ကွတ်တီပဲမို့ချက်မောင်သမင်းကျော်လေးလောက်စားမယ်ကွယ်သူချက်မောင်ကိုမဆက်ဘူးထင်တာကွယ်အစားကြည့်လိုက်တော့လေးဆက်တယ်ဒီလားအဲ့လိုမျိုးစားလိုက်တာနေအဆက်ရတာကိုလုံးဝခံစားမိအတန်သွင်းနေအောင်ကျွန်မတည်ရကြနေပြီလို့ချက်မောင်ကျော်မှုမွေးလေးကိုသမင်းလေးနဲ့နေပြီးတော့တို့စီအစုံနဲ့ချိန်မယ်ဗျာရှေ့မှာ beauty effect မှာအုံမိတာမျက်နှာပိန်နေတော့တော်လန့်သွားတော်သေး effect ဖြစ်နေလို့အားလုံးကိုထားပါလိမ့်မယ်လားရှိတယ်ရှမ်းကြိုက်သွားပြီဒါကိုအရင်တော့ကတော်မြင့်ချင်တို့တော့ငပီတာအောင်တော့မြင်စားပြဖို့ပါအခုမှချက်မှတော့ထွက်တာတွေ့လို့ဘယ်လားတော့မှာရတော့ပြောလာပဲပါဒီလားတော့ကြော်ရဟို rain နဲ့ဒီ bullshit ကြည့်လိုက်
ပြီးတော့အထဲကချက်မောင်ကြော်ရဲ့အဖက်ကလုံးဝဘယ်လိုရမလဲချက်မောင်နဲ့ဖြစ်နေတာလုံးဝအနံ့လေးဖွင့်လိုက်တာနဲ့လေအနံ့လေးချက်မောင်တော့နာမှုရေးပြီးလို့တေးတများများကြာတယ်ပေါ့နော်ကျမဆိုလို့ရှိရင်တော့ချက်မောင်တော့နာလေမှုရေးပြီးလို့ထမင်းပုတ်ပူလေးနဲ့စားရင်တော့တော်တော်အဆင်ပြေကျမတို့ထမင်းချက်မောင်ထမင်းနဲ့နေစားပြီးတော့သူကလေမဆက်ဘူးထင်တာသူ့ရဲ့အရာကိုအစင်းရတာလေးဆက်မဲ့ပုံစံမဟုတ်ပြီမဲ့စားလိုက်လို့ရှိရင်ပါစက်ထဲမှာလေတော်တော်လေးဆက်တယ်ဒီလားကျမလည်းကျမဖေးဖြစ်သွားပြီပေါ့နော်ဒါခရီးကလို့ရှိရင်ဒါကျမထည့်ပါမယ်ဒီ portion နဲ့ဥမာတော့အထက်မှာမြစ်ဖက်ဒီပါမြင်ရတယ်ပေါ့တော်ချက်မောင်ဘက်ကြီးကြည်မနေပဲနဲ့ချက်မောင်အဖက်လိုက်နဲ့မြစ်ဖက်လိုက်ရှိအဲ့ဒါကိုကျမသဘောကျရဘယ်ချိန်မှာဖောက်ပေါ့နော်သူကတိန်းထားလို့လည်းရတယ်ဘယ်ချိန်မှာဖောက်ဒီတိုင်းပဲတော်တော်လေးစစ်ပြီးဆိုကျမဒီတစ်ထုံလုံးကုန်သွားတယ်ပေါ့ထမင်းနဲ့စားထမင်းတစ်ထုံလုံးကုန်တယ်မခါခွဲစားလို့ရတော့တယ်မနေ့ပြန်ခရီးသွားထဲပါတော့မှာငါတို့6ထုံလောက်ဝယ်လာတယ်ကျမခီးသွားတယ်စားပြပါမယ်ဆိုတော့နမိုင်းလေးထိုးနေပြီကျမအင်ကြီးလေးမထည့်ရသေးဘူးပေါ့ပါတက်ပြီးအိမ်မှာတော့ခါမြစ်တီစားတာဘိုင်